အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ချက်နေနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ခါမှာတော့လူသားရဲ့တမိုင်းနဲ့ပတ်သက်ပြီးရင်မတူကွဲပြားတဲ့အမြင်တွေကိုပြောသွားမှာဖြစ်ပါတယ်မတူကွဲပြားတယ်ဆိုတာလေတမိုင်းဆရာတွေသိပ္ပံပညာရှင်တွေစူဇန်နဲ့လူသားတမိုင်းနဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေဟောပြောကြတဲ့လူသားတမိုင်းဒီနှစ်ခုမတူကွဲပြားမှုကိုပဲကျွန်တော်ကအဓိကထားပြီးပြောပြသွားမှာဖြစ်ပါတယ်ဗျဆိုတော့အဲ့လိုတမိုင်းကိုမြင်တဲ့နေရာမှာမတူကွဲပြားမှုကြောင့်ပဲဒီနေ့ခေတ်လူကျုံဝတ်တွေလားလူစံတန်ဖိုးတွေလားဒါတွေကိုသတ်မှတ်တဲ့ပေးတဲ့နေရာလဲပါကွဲပြားသွားပါတယ်အဲ့ကွဲပြားမှုဟာကျွန်တော်တို့အတွက်ကောင်းတာရောဆိုးတာရောနှစ်ခုစလုံးကိုကျွန်တော်တို့ကရရှိပါတယ်ဆိုတော့ဒီနေ့ခေတ်မှာစစ်စစ်ဖို့ပြန်ပြီးစဉ်းစားဖို့လိုကြတဲ့အချက်တွေဖြစ်ကောင်းဖြစ်နေမလားဆိုပြီးမှလည်းကျွန်တော်ကဒီဗီဒီယိုကိုလုပ်လိုက်တာဖြစ်ပါတယ်ဗျဆိုတော့စကြရအောင်ဗျာကျွန်တော်စတဲ့နေရာမှာပထမဦးဆုံးဖုန်းတော်ကြီးတွေခေါ်ပြောကြတဲ့ဗုဒ္ဓဘာသာလာတဲ့လူသားသမိုင်းနဲ့ပတ်သက်တဲ့အမြင်တွေကိုဦးဆုံးပြောသွားမှာဖြစ်ပါတယ်ဗျဆိုတော့အဲ့ဒီအမြင်တွေဟာခိုင်မာတိကျတဲ့စာပေတွေကိုပဲကျွန်တော်ရှာထားပါတယ်ဗျအဲ့ဒါဘာလဲဆိုရင်စထတန်ခန္ဓာမူဖြစ်တဲ့တိပိဋကထဲကဒီကနိကေထဲမှာပါတဲ့အခင်ညာတုတ်တန်ကိုအခြေခံပြီးကျွန်တော်ပြောထားပါတယ်ဒီထဲမှာပါတဲ့ဟာတွေကိုပဲကျွန်တော်ပြောပါတယ်ဗျဒါကျွန်တော်ရဲ့အာဘောဓမ္မမဟုတ်ရင်သဘောထားတတ်တတ်မဟုတ်ပါဘူးဒီစထတန်ခန္ဓာမူစောက်ထဲမှာပါတဲ့ဟာကိုပဲကျွန်တော်ပြောပါတယ်ဆိုတော့လူသားသမိုင်းတွေကိုပတ်သက်ပြီးပြောရပြီဆိုလို့ရှိရင်ကျွန်တော်အပါဝင်ပေါ့နော်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေဟောပြောတဲ့ကောက်ယူချက်လားအမြင်လားဒါပါလဲဆိုရင်လူသားသမိုင်းဟာလူတွေဟာကမ္ဘာဦးလူတွေဟာကျွန်တော်တို့ထက်ပိုပြီးမှအကျင့်သီလတွေပြည့်စုံနေကောင်းမွန်နေဆိုတဲ့ပုံစံဟန်နေပဲအဲ့ဒီရှုထောင့်ကနေပဲဟောပါတယ်ဒါတွေကဘာကြောင့်မလို့ဖြစ်လာလဲဆိုတာဒါတွေကိုဟောရတဲ့အကြောင်းပြချက်ကလည်းခိုင်ခိုင်မာမာရှိပါတယ်ဘုန်းတော်ကြီးတွေအတွက်တော့ဆိုတော့ဒါကဘာလဲဆိုရင်ကမ္ဘာကြီးဟာပြစ်သွားမဲ့အချိန်ဆိုတာရှိတယ်အဲ့လိုပြစ်သွားမဲ့အချိန်ရောက်ပြီဆိုလို့ရှိရင်တတ္တဝါအများစုဟာအာဘဒရာဘုံကိုရောက်ကြတယ်လို့ဆိုတယ်ပြီးရင်ကမ္ဘာကြီးပြစ်သွားပြီပေါ့ပြီးရင်ကမ္ဘာကြီးကပြန်ဖြစ်တည်လာမဲ့အချိန်ရှိတယ်အဲ့လိုကမ္ဘာကြီးပြန်ဖြစ်တည်လာပြီဆိုလို့ရှိရင်အာဘဒရာဘုံကနေစုတည်ပြီးမှအဲ့လိုပဲပြောမှာပေါ့နော်အာဘဒရာဘုံကနေစုတည်ပြီးမှဒီကမ္ဘာလောကကြီးမှာပြန်ရောက်လာကြတယ်လူဘုံကိုပြန်ရောက်လာကြတယ်လို့ဆိုတယ်လူသားတွေဖြစ်လာကြတယ်ပေါ့အဲ့ဒီလူသားတွေဟာပိဋကတ်ထဲမှာပါတဲ့အတိုင်းဆိုလို့ရှိရင်သူတို့မှာဂုဏ်တွေရှိတယ်အဲ့ဂုဏ်တွေကဘာလဲဆိုရင်မနောမယာသူတို့ကအရာအလုံးကိုစိတ်ကြောင့်ပြည့်စည်နိုင်နေတဲ့နောက်တစ်ခုကပီတိဘက္ခသူတို့ရဲ့အစာအာဟာရတွေကပီတိနေပဲပြည့်စည်သွားတယ်အစာစားရတော့မလို့ပီတိတွေစားနေရတယ်သူတို့ကရှင်သန်နိုင်တယ်လို့ယူဆတယ်နောက်တစ်ခုတယံပပါသူတို့မှာခန္ဓာကိုယ်အယောင်အဝါတွေရှိတယ်နေတွေလားရင်မလို့ကွာလင်းအောင်နေမလို့သူတို့ရဲ့ခန္ဓာကိုယ်အယောင်နဲ့ပဲရှင်သန်နိုင်တယ်တည်ရှိနိုင်တယ်ပြီးရင်အန်တာလိကဆိုတာမြေပြင်မှာမသွားဘူးကောင်းကင်မှာလှည့်လည်သွားလာနိုင်တယ်ဆိုပြီးမှပြောတယ်ပေါ့နော်ဒီလေးခုနဲ့ဝိတ္တနာမှာထားတယ်ကဘာဦးလူသားတွေကိုဆိုတော့ဒီကောက်ချက်ကပဲအဲ့ဒီစာပိုက်တွေကပဲကဘာဦးလူတွေကကျွန်တော်တို့ထက်ပိုတက်ပိုမြင့်မြတ်တယ်လို့ပဲအဲ့ဒီရှုထောင့်ကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်ဒီစာသားတွေကပဲကျွန်တော်ဆက်ပြောမယ်ဗျာလူသားသမိုင်းမှာအဲ့လိုကဘာဦးလူသားတွေစဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်လားတွေနေတွေနက္ခတ်တွေနေတွေညတွေဒါတွေဘာမှအားလုံးမထင်ရှားသေးဘူးနတ်ပညာရဲ့တည်ရနော်မထင်ရှားသေးဘူးအဲ့လိုပြောတယ်ဆိုတော့အဲ့လိုနှစ်ပေါင်းအများကြီးဖြတ်တန်းတယ်အဲ့လိုဖြတ်တန်းတာနဲ့များသူတို့ဟာယတ္တပထဝီဆိုတဲ့ဟာကိုစားကြတယ်လို့ခေါ်တယ်မြေစီလွာမဟုတ်သေးဘူးနော်ယတ္တပထဝီပဲစားသေးတာပုံမှန်ဆိုလို့ရှိရင်သူတို့ဟာပိဋိဘက္ခာလို့ခေါ်တယ်ပိဋိကိုပဲစားနေတဲ့လူတွေကနေယတ္တပထဝီဆိုတဲ့ဟာကိုစားတယ်ပေါ့နော်အဲ့လိုစားတဲ့နေရာမှာတဏှာတွေစာကြီးဖြစ်ပေါ်လာတယ်လို့ဆိုတယ်တဏှာဖြစ်တာနဲ့တပြိုင်နက်ပဲသူတို့ဟာရုပ်ဆင်းအင်္ဂါတွေတယောက်နဲ့တယောက်ကွဲပြားတယ်မတူတဲ့ရုပ်ဆင်းတန်တန်တွေဖြစ်ပေါ်လာကြတယ်လို့ဆိုပါတယ်ဒီအထိအဲ့လိုရုပ်ဆင်းတွေကွဲပြားပေမဲ့လည်းဂျန်ဒါတွေမကွဲပြားသေးဘူးလို့မှတ်ချက်ချနိုင်ပါတယ်ဂျန်ဒါတွေကွဲပြားမှုဆိုတာနောက်လာအောင်ပါဒါနှစ်ပေါင်းများစွာကြာကြီးမှဂျန်ဒါတွေကွဲပြားတယ်လို့လည်းပိဋကတ်မှာဖတ်ရပါတယ်ဆိုတော့ယတ္တပထဝီစားတဲ့အနေအထားအထိရုပ်တွေဟာကွဲပြားသွားပေမဲ့ယောက်ျားမိန်းမမတဲကွဲသေးဘူးလို့ကျွန်တော်တို့မှတ်ချက်ချနိုင်ပါတယ်နောက်မှဆက်ပြောရမယ်ဆိုတော့အဲ့လိုယတ္တပထဝီနဲ့စားရင်နေလေချိန်ကြာလာတဲ့အခါယတ္တပထဝီကကွဲပြောက်သွားတယ်ပေါ့နော်အဲ့ချိန်မှာနောက်တစ်ချိန်သူတို့ကမှုလိုတန်တန်ကြီးကိုစားရတယ်လို့ခေါ်ပါတယ်သူတို့စားနေတဲ့အရာတွေအားလုံးကတကယ်ကိုအင်မတန်ယတ္တကောင်းမွန်တယ်အစီအနှစ်တွေရှိရဆိုပြီးမှလည်းပိဋကတ်မှာဖတ်ရပါတယ်ပြီးရင်အဲ့လိုမှုတွေစားနေရတာနေအချိန်ကြာလာတဲ့အချိန်မှာမှုတွေကလည်းကွဲပြောက်သွားတယ်အဲ့ချိန်မှာနွယ်ချိုတွေကိုစားကြတယ်လို့ဆိုပါတယ်
ဒီလိုနွယ်ချိုတွေစားနေရင်လည်းပါအချိန်အကြာကြီးဖြတ်တန်းရတယ်နွယ်ချိုတွေကကွဲပြောက်သွားတယ်အဲ့ချိန်ကျရင်ဘာတွေစားကြလဲဆိုရင်နွယ်ချိုတွေကွဲပြောက်တာနဲ့ဘာတွေစားကြလဲဆိုရင်ထွန်ရင်းစရာမလိုပဲတလေးစပားတွေစားကြရတယ်လို့ဆိုပါတယ်တလေးစပားတွေကလူတွေထွန်ရမလိုဘူးအလိုလိုဖြစ်တည်လာတဲ့တလေးစပားတွေလို့အဲ့တလေးစပားတွေစားတဲ့အတွေ့အကြုံမလို့လူတွေဟာခန္ဓာကိုယ်တွေကြမ်းတမ်းလာကြတယ်အဲ့ဒီအချိန်မှပဲယောက်ျားတွေမိန်းမတွေဟာစားပြီးမှလိန်အင်္ဂါတွေကွက်ပြားလာကြတယ်လို့တယောက်နဲ့တယောက်တတ်မှတ်မှုမိထုံအကျင့်တွေကိုလည်းစားပြီးမှကျူးလွန်လာကြတယ်လို့ဆိုပါတယ်ဆိုတော့ယောက်ျားမိန်းမကွဲပြားဖို့အတွက်ကောမိထုံအကျင့်ကျင့်ဖို့အတွက်ကောယူခဲ့ရတဲ့နှစ်တွေဟာအင်မတန်မှကြာညောင်းပါတယ်ဒါပိဋကတ်မှာလာတဲ့အဆိုနော်ဒါသမိုင်းပညာရှင်တွေဆိုတဲ့အဆိုမဟုတ်သေးဘူးကျွန်တော်ပိဋကတ်မှာပါနေတဲ့အဆိုပဲတသက်ပြောနေတာပဲရှိပါသေးတယ်ဆိုတော့ကျမ်းမာတွေကွဲပြားတဲ့အတွက်မိထုံအကျင့်တွေကျင့်ကြပါတယ်အဲ့ဒီကနေမျိုးပွားတယ်ပေါ့နော်ပြီးရင်တလေးစပားတွေကိုပုံမှန်ဟာဆိုလို့ရှိရင်မနေ့ပိုင်းစားချင်လို့ရှိရင်မနေ့ပိုင်းသွားပြီးမှယူရတယ်နေ့လယ်ပိုင်းညနေပိုင်းစားချင်လို့ရှိရင်ညနေပိုင်းသွားယူကြတယ်အစမှာတော့ပြဿနာမရှိသေးပေမဲ့တစုံတစ်ယောက်ကနေစလိုက်တာဟာတူမီသိမ်းဆင်းမှုတွေပေါ်ရပေါ့နော်တနေ့စာတွေ့ပဲမဟုတ်ဘဲနဲ့နောက်9ရက်စာလားနောက်တစ်လစာလားအဲ့လိုတလေးစပားတွေကိုတူမီသိမ်းဆင်းမှုဖြစ်တည်တယ်ပေါ့နော်ဖြစ်လာကြတယ်အဲ့လိုဖြစ်လာတဲ့ချိန်မှာသူပိုင်နဲ့ငါပိုင်နဲ့ဆိုပြီးမှညင်းခုန်ညာရင်းနေပဲနောက်ပိုင်းမှာပြဿနာကြီးကြီးမားမားဖြစ်လာတယ်အဲ့ဒီပြဿနာတွေကိုထိန်းဖို့အတွက်အဲ့ဒီခေတ်လူဖွဲ့စည်းကလူတစ်ယောက်ကိုရွေးလိုက်ကြတယ်ပေါ့နော်သူ့ကိုမဟာသမတမင်းလို့ခေါ်တယ်သူကဒီပြဿနာကြီးဖြေရှင်းဖို့အတွက်ဖြစ်တည်လာတဲ့ပထမဦးဆုံးအုပ်ချုပ်ရေးလူဒန်းစားလည်းဖြစ်ပါတယ်ဆိုတော့ဒါပိဋကတ်မှာလာတဲ့လူသားသမိုင်းနဲ့ပတ်သက်ပြီးရင်လူသားသမိုင်းရဲ့အမြင်ကိုပိဋကတ်မှာပါတဲ့အတိုင်းကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်ဆိုတော့သိပ္ပံပညာရှင်တွေသမိုင်းပညာရှင်တွေလက်ခံထားကြလူသားသမိုင်းနဲ့ပတ်သက်ရင်လည်းကျွန်တော်ပြောပါဦးမယ်ဒါကဘာလဲဆိုရင်ကျွန်တော်တို့နေထိုင်ရာကဘာကြီးမှာလူသားတွေဖြစ်တည်ဖို့ဆိုတာအင်မတန်မှကြာညောင်းခဲ့ပါတယ်အချိန်အများကြီးယူခဲ့ရတာပါဆိုတော့လူသားသမိုင်းဖြစ်ပြီဆိုလို့ရှိရင်လည်းပါလူသားတွေကပိဋကတ်မှာလာတဲ့အတိုင်းပီတိရောက်မလို့လေအစာရင်းနဲ့ပြည်စုံနေတာမဟုတ်ပါဘူးပြီးရင်ခန္ဓာကိုယ်တွေကလည်းပါအယောင်တွေတောက်နေရမဟုတ်တယ်လို့ကောင်းကင်မှာလည်းသွာလာနိုင်ခြင်းမရှိပါဘူးကျွန်တော်တို့ရဲ့လူသားမျိုးနွယ်တွေရဲ့အစာဟာဒီနေ့ခေတ်နဲ့အင်မတန်မှကွဲပြားပါတယ်ဒါကိုလည်းအကုန်လုံးသိပြီးသားဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးရှင်သန်ရည်တည်ဖို့အတွက်တောင်မှလူသားတွေရဲ့အစာဟာအမဲလိုက်ကြပါတယ်တတိတပင်တွေကိုစားရပါတယ်အရင်နေပဲစားရတာပါဒါဟာနှစ်ပေါင်း9တန်းလောက်ကနေစတင်ခဲ့တယ်လို့ဆိုပါတယ်လူသားတွေကအမဲလိုက်ဘဝနေပဲနှစ်ပေါင်း9တန်းလောက်ကနေစခဲ့ရတယ်ပေါ့နော်ဒီအမဲလိုက်ဘဝကနေစိုက်ပျိုးမွေးမြူရေးဘဝရောက်ဖို့အတွက်နောက်ထပ်နှစ်ပေါင်း1000လောက်ကြာမှပဲကျွန်တော်တို့ဟာစိုက်ပျိုးရေးကိုစတင်နိုင်ခဲ့တယ်လို့ဆိုပါတယ်ဆိုတော့ပိဋကတ်မှာပြောသလိုကျွန်တော်တို့ရဲ့လူသားသမိုင်းတွေအစဟာအင်မတန်ချော်မွေ့ကောင်းစားနေတာမဟုတ်ပါဘူးအင်မတန်မှရုန်းကန်ရပါတယ်တတ္တဝါတွေနဲ့ကိုယ့်ထက်ခန္ဓာကိုယ်အများကြီးကြီးမားတဲ့ဆင်းနေလားဝုံနေလားအင်မတန်တတ်တိကောင်းတဲ့ဝန်ပလွေတွေလားဒါတွေနဲ့ရှင်ပြိုင်ဖိုက်ကြရတာပါကျွန်တော်လူသားသမိုင်းကသူတို့နဲ့ရှင်ပြိုင်အနေလားငါလားအကျင့်နဲ့တပ်ဖြတ်ပြီးမှပဲအမဲလိုက်ကြတယ်အဲ့ဒီအမဲလိုက်တာနေရရှိပြီးမှပဲအဲ့လိုရှင်တိုင်ပြီးမှပဲကျွန်တော်တို့လူသားတွေကတစားနေပဲစိုက်ပျိုးရေးဆိုတဲ့ဟာကိုစိုက်ပျိုးရေးဆိုတဲ့ဘဝကိုစတင်ခဲ့ရတာပါစိုက်ပျိုးရေးကိုမစတင်ခင်မှာအမဲလိုက်ဘဝတွေဟာတနေရာနဲ့တနေရာအမြဲတမ်းသွားနေရတဲ့အတွက်သူတို့မှာလူဦးရေအများကြီးတိုးပွားနိုင်ခွင့်မရှိပါဘူးဆိုချင်တာကလေးတယောက်ယူဖို့အတွက်ကလေးတွေကငယ်လွန်းနေဆိုလို့ရှိရင်တော့မှနောက်တနေရာနဲ့နောက်တနေရာကိုရွှေ့ပြောင်းတဲ့နေရာမှာကလေးတွေကငယ်လွန်းတဲ့အတွက်ဝန်ထုတ်ဝန်မဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီကလေးမွေးကင်းစားအရွယ်တွေကိုစတက်ခဲ့ရပါတယ်တကယ်ကိုတက်ပြစ်ခဲ့ရပါတယ်ခြံထားခဲ့ရပါတယ်အဲ့လိုသွားခဲ့ရတာပါလူတွေကစိုက်ပျိုးရေးကိုစတဲ့နိုင်တဲ့အနေထားရောက်တဲ့အချိန်ကျရင်တော့ကျွန်တော်တို့ကလေးတွေကိုတက်ဖို့မလိုတော့ပါဘူးမွေးမြူနိုင်သွားပါပြီအခြေတကျဖြစ်သွားတဲ့အတွက်ကလေးတွေကိုလည်းနှစ်နှစ်ကိုတရားလောက်နှုံးလောက်ထိတောင်မှကျွန်တော်တို့လူသားတွေကယူနိုင်ခဲ့ပါတယ်အဲ့လိုယူနိုင်ချင်းကြောင့်မလို့ပဲလူကြီးတွေကအများကြီးတံပွားလာခဲ့ပါတယ်ဆိုတော့အမဲလိုက်ဘွားမှာတော့ရှိသမျှလူသားတွေအကုန်လုံးလူတွေအကုန်လုံးဟာရုန်းကန်ရတယ်စားရတယ်တောက်ရတယ်ဖွေရှားရတယ်အလဲကျတစ်သီးပင်တွေကိုပဲစားရတဲ့အတွက်လူတွေအားလုံးအလုံးလုံးကြပါတယ်တနေ့ရှင်သန်ဖို့အတွက်သူတို့တနေအောင်လုပ်ကြပါတယ်အဲ့လိုအမဲလိုက်ဘွားမှာတော့ဖုန်းကြီးတွေလားအုတ်ချုပ်ရေးတွေလားစာရေးစာချေတွေလားအဲ့ဒီလူတန်းစားမရှိသေးပါဘူးဖြစ်တည်ခွင့်မရသေးပါဘူးဒါပေမဲ့စိုက်ပျိုးရေးကိုအခြေခံတဲ့စားနပ်ရိက္ခာတွေကိုတိုးလောင်နိုင်လာတဲ့စိုက်ပျိုးရေးဘဝစတင်တဲ့အချိန်မှာတော့ကျွန်တော်တို့ဟာအုတ်ချုပ်ရေးလူတန်းစားတွေလားဘာသာရေးဆရာတွေလားprofessional
လူရန်စားတွေကိုကျွန်တော်တို့ဝှေ့ထုတ်နိုင်ခဲ့ပါတယ်အဲ့ဒီဘဝရောက်ဖို့လည်းအများကြီးဖြတ်သန်းရပါတယ်ဆိုချင်တာဗျာဒါကဒီနေ့ခေတ်ပညာရှင်တွေလက်ခံထားတဲ့လူသားသမိုင်းနဲ့ပတ်သက်တဲ့အယူဆတွေပါအဲ့ဒီအကြောင်းကိုစံကြီးနောင်ဘာသာပြန်ထားတဲ့သင်တန်းများရောဝါပိုးများနဲ့တန်မဏိဆွဲစာအုပ်ထဲမှာလည်းဖတ်နိုင်ပါတယ်သမိုင်းရဲ့ concept ကိုတော်တော်ရေးထားတာပါမိုက်ပါတယ်အဲ့စာအုပ်ကဆိုတော့ကျွန်တော်ပြောချင်တာကလူသားသမိုင်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဘောအင်မတန်မှရမှုကြီးမားတဲ့ဘုရားဘာသာစာပေတွေနဲ့ပညာရှင်တွေအကြားမှာနည်းနည်းပါးပါးကွာဟမှုမဟုတ်ပဲနဲ့အင်မတန်ကြီးမားတဲ့ကွာဟမှုတွေရှိတယ်ဆိုတာကိုကျွန်တော်သိစေချင်ပါတယ်ဆိုတော့အဲ့လိုကွာဟမှုကြီးမားတဲ့အလျောက်ပဲဘုရားဘာသာဘုန်းတော်ကြီးတွေပို့ချတဲ့သူတို့ဟောပြောတဲ့အမြင်တွေနဲ့ဒီနေ့ခေတ်အကယ်ဒမစ်ပညာရှင်တွေရဲ့အမြင်တွေကကွဲပြားနေပါတယ်အဲ့ကွဲပြားမှုလျောက်ကျွန်တော်တို့ဟာသူတို့ဘာကြောင့်မလို့ကွဲပြားရလဲဆိုတာကိုသိစေဖို့အတွက်ကျွန်တော်ကဒီဗီဒီယိုလုပ်လိုက်တာဖြစ်ပါတယ်ဆိုတော့ယုံနာမယုံနာအားတော့ခင်ဗျားတို့သဘောတိုင်းလူတဦးတယောက်စီရဲ့ဆန္ဒအတိုင်းရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာကိုလည်းကျွန်တော်သိပါတယ်ဗျဆိုတော့ဗျာဒါဒီကိုသိဖို့လိုရဲ့လို့ကျွန်တော်ယူဆလို့ဒီဗီဒီယိုလုပ်လိုက်တာဖြစ်ပါတယ်ဗျနောက်ဗီဒီယိုမှာထပ်တွေ့ကြအောင်ဗျာကဲအားလုံးကျေးဇူးတင်ပါတယ်ဗျ